이거 무짠양 짠거 단니 건글로 샤라 아사 거 이디는 왜 샤시둥아 나이 시가마세 무아가 지랑 시가마장 어디 두장거 무안다니 디는 왜 라세리 다양거 낭 무아잔 글로 kum프론데 해줘나 산데데 구조네라 다양거 감글로 그냥 콩야비 산지도 시양 실리 어에 ကချင်ပြည်နယ်ကမြေရှာတူဖို့ရေးလုပ်ကွက်တွေမှာအလုရှာဖို့အမျိုးသမီးတွေလည်းလာကြပါတယ်။များသောအားဖြင့်မြေရှာလုပ်ကွက်တွေမှာရေကြည့်ဖို့သမင်းချက်ဖို့ဆိုပြီးအလုခေါ်တာတွေကြောင့်အလုလိုအပ်တဲ့အပြိုမင်းကလေးတွေပါဝင်အိမ်ထောင်တဲ့အမျိုးသမီးတွေလည်းအလုလုပ်ဖို့လာကြတာဖြစ်ပါတယ်။အဲ့ဒီလိုလာကြတဲ့အမျိုးသမီးတွေကိုမြေရှာကုမ္ပဏီကတာဝန်ရှိသူတွေကသူတို့နဲ့အတူဆက်ဆံဖို့တောင်းဆိုတာညှိနှိုင်းတာမျိုးတွေလှုပ်ဆောင်ပြီးသဘောတူတဲ့မိန်းကလေးတွေအတွက်ကတော့အလုပ်ရဖို့လဲပိုလွယ်ကူတဲ့အပြင်လစာလဲပိုကောင်းပြီးအတူနေဖို့သဘောမတူတဲ့သူတွေအတွက်ကတော့အလုပ်ရဖို့ပိုခက်ခဲတယ်လို့ဒီအခြေအနေကိုကိုယ်တိုင်ကြုံခဲ့ရသူအမျိုးသမီးသူကခုလိုပြောပါတယ်붕리인도님 산미연레니고 붕리인도가 니 무아잔 다양세 붕리라이다 무아잔 다양거 아요샹글로양거 붕리인라다 대쿠카잉아양거 아니 이거 붕리인도 마데라 다냥 방와가 뭐 까미고 단니 약학닝고 무아잔글로양 붕리인라 나양 까미고 글로마 때문로 메리 됨죠 မြေရှားလုပ်ကွက်အတွင်းအခေါ်ဝေါ်ကအယောအလုံးလို့ပြောပါတယ်ဆိုလိုတာကသမင်းလက်ချက်မယ်အတူလဲနေမယ်ဒါမှမဟုတ်ရေကြည့်ဖို့နဲ့အတူနေပေးဖို့ဒီလိုနှမျိုးသွဲလောက်တာကိုအယောလို့ခေါ်တာဖြစ်ပါတယ်ငွေကျဲခက်ခဲနေမိသားစုအကျက်အတီးတွေကြောင့်ရွေးချယ်စရာဆုံးဖြတ်စရာမရှိတဲ့သူတွေအတွက်ငွေပိုရတဲ့ဒီအယောအလုပ်ကိုရွေးချယ်လိုက်ရသူတွေများလာတာနဲ့တပြိုင်နက်တရုတ်ကုမ္ပဏီတွေကအဲ့ဒါကိုအခွင့်အရေးယူပြီးဒီနောက်ပိုင်းအလုပ်ခေါ်ရင်အယောပဲအဓိကခေါ်တော့တာလို့ပြောပါတယ် 나이고다이마 바보나 쫑쫑뚜이가 레이레 좀 나이고 응글로로 나이고 무짠양 짠거 단니고 응글로 샤라 아사 거 이디는 왜 샤시둥아 나이 시가마세 무아가 지랑 시가마장 어디 두장거 무안다니 디는 왜 라세리 다양거 낭 무아잔 글로 kum프론데 해줘나 산데데 구조네라 다양거 감글로 그냥 콩야비 산지도 시양 실리 어에 가유마데 구샤레 거미을 따고 미약 막강아 num샤니레 장고 글로마데 뭉아라 num무니고 용패고 은존유라 야스네고마니 니나 타마 감샤람마 가이로 무아잔 글로양 봉니 글로 순도 무아가지 양제라로 나양고 안티고 봉니 인도에로 အလုံးစဝင်ကလေးကသူတို့နဲ့အတူအိတ်ဖို့ညှိနှိုင်းတာမျိုးလှုပ်ဆောင်ပြီးမင်းကလေးဘက်ကတဘောမတူပါကအလုံးဖြုတ်ပြီးပြန်ခိုင်းလိုက်တာမျိုးတွေလှုပ်ဆောင်တယ်လို့ပြောပါတယ်မြေရှားလုပ်ကွက်တွေမှာအလုံးလုံးမဲ့မျိုးသမီးတွေအနေနဲ့တရုတ်စကားလဲတက်ရမယ်ဖြစ်ပြီးရေကြည့်ဖို့အလုံးလာလျှောက်တဲ့မင်းကလေးတွေကိုဆိုလဲအသက်မေးပြီး30ကျော်ဆိုရင်တော့ကုမ္ပဏီဘက်ကမကြိုက်ဘူးလို့ဆိုက20ကျော်အောက်မင်းကလေးတွေကိုအဓိကလက်ခံကြတယ်လို့ပြောပါတယ်ကချင်ပြည်နယ်ကမြေရှားလုပ်ကွက်တွေမှာအယောလုံးနေတဲ့သူတွေရှိတယ်လို့တစ်ဖက်မှာရိုးရိုးရှင်းရှင်းနဲ့ရေကြည့်တီးတန်းသမင်းချက်တီးတန်းအယောမလုပ်တဲ့သူတွေလည်းရှိပါတယ်အဲ့ဒီလိုအယောမလုပ်ပဲတီးတန်းအလုံးလုံးနေတဲ့အမျိုးသမီးတွေအတွက်ကတော့လစာနှိမ်ထားတာမျိုးလည်းတွေ့ရပါတယ်လက်ရှိခေဝဆိုရအောင်မြေရှားလုပ်ကွက်တွေမှာအယောမလုပ်ပဲရေကြည့်သမင်းချက်တီးတန်းလုပ်နေတဲ့သူတွေအတွက်တလကိုတရုတ်ယွမ်3000ကနေယွမ်4000ရရှိကြတယ်လို့သိရပါတယ်ဒါပေမဲ့တရုတ်ကုမ္ပဏီကလူတွေနဲ့အတူလဲနေရေကြည့်ဒါမှမဟုတ်သမင်းချက်စသဖြင့်အယောအလုပ်ဆိုရင်တော့တလကိုတရုတ်ယွမ်ငွေ4000ကျော်ကနေယွမ်9000အများဆုံးရရှိကြတယ်လို့ဆိုပါတယ်အခုလိုမြေရှားလုပ်ကွက်တွေမှာအမျိုးသမီးတွေအတွက်လိမ်ပိုင်းဆိုင်ရာဖိအားနဲ့အလုပ်ခေါ်ရမှာခွဲခြားထားတာမျိုးတွေကချီဖွေပန်ဝါဒေရမှာပဲမဟုတ်ပဲကေဝဌာနချုပ်အနေမှန်စီမိုက်ကြရန်ဒေရမြေရှားလုပ်ကွက်တွေမှာလည်းဖြစ်ပွားနေကအဲ့ဘက်မှာတော့ပိုပြီးတောင်လစာနေထားတာမျိုးတွေရှိတယ်လို့စုံစမ်းသိရှိရပါတယ်คนนี้งาจิงคุณนุ่งาดันเนี่ยก็เทียนเนี่ยจิงคูเปียว่านี่ดันเนี่ยจมเขาโลว่าแล้วอ่ะเนี่ยก็ช่องงามจอมาก็จิงคูนึงแกเทียนเนี่ยอีกแกเปียมาดันเนี่ยมาแกงาแล้วอ่ะခေဝဌာနချုပ်ဘက်မြေရှားတူဖို့ရေးလုပ်ကွက်တွေမှာလည်းသတင်းတွေတိတ်မထွက်ပေမဲ့မြေရှားတူဖို့ရေးကြောင့်ဖြစ်ပွားနေတဲ့လူမှုရေးပြဿနာတွေနဲ့ဒီလိုအမျိုးသမီးလုပ်သားတွေနဲ့တက်ဆိုင်တာတွေအလုတ္တမအခွင့်အရေးချိုးဖောက်ခံရတာတွေဆက်တိုက်ရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။မြေရှားလုပ်ကွက်တွေမှာအမျိုးသမီးလုပ်သားတွေအတွက်အယောဆိုပြီးစတင်ခေစားလာတာကတော့အရင်ပြည်သူစစ်လက်ထက်ချီဖွေပန်ဝါဒေရကမြေရှားလုပ်ကွက်တွေကနေစတင်ဆိုးရွားခဲ့တာလို့သိရပါတယ်။အရင်ပြည်သူစစ်လက်ထက်တုန်းကတော့ပန်ဝါဒေရမြေရှားလုပ်ကွက်တွေမှာအယောလှုပ်တဲ့အမျိုးသမီးလုပ်သားတွေတလကိုတရုတ်ယွမ်9000ကနေ1000အထိရခဲ့ကြတယ်လို့သိရပါတယ်။
လက်ရှိခေဝလက်ထက်မှာတော့လာစာတွေပိုရော့နေလာတာလည်းဖြစ်ပါတယ် shani muwani wa dinang yushani le yugi le ye ande ni go na le lo ande na chong go na ni wa chat chen go dong do ande na na la muwani wa ande bong yusha yi ande yushi ga nu ni be wo da muwani ko lo kha bi jo rai na dai phung an su ni wa ande be go di ram rue ngu go yugi ngu phe le ye chan de mu ma da ga le nga la ko lo jo rai da ပန်ဝါကအမြေရှားလုတ်ကွက်တစ်ခုမှာတာဝန်ရှိသူဒါမှမဟုတ်မန်နေဂျာစတဲ့တရုတ်အမျိုးသားတွေနဲ့အတူနေပြီးအလုပ်လုပ်နေတူအမျိုးသမီးတဦးကနေ2ဦးအထိရှိကြတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းတရုတ်ကုမ္ပဏီတချို့ကတော့သူတို့နဲ့အတူနေပေးဖို့လိုအပ်တဲ့မိန်းကလေးတွေကိုချီဖွေပန်ဝါမျိုးတွေစီကနေလာရှာယူတာမျိုးတွေရှိပြီးသဘောတူတဲ့မိန်းကလေးတွေကိုတစ်ခါခေါ်သွားရင်4ယောက်ကနေ5ယောက်အထိခေါ်သွားတာမျိုးတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ အလို့ရဖို့ဒီလိုလိမ်ပိုင်းဆိုင်ရာဖြောဖြေပေးရတာတွေမလုံပေးခန္ဓာမှုတွေကအရင်ပြည်သူစစ်လက်ထက်ကလေးကလှုပ်ဆောင်ခဲ့မှုတွေလက်ရှိချိန်ထိဆက်ရှိနေတာလည်းဖြစ်ပါတယ် အခုကတော့ KNU ဆိုရအုပ်ချုပ်မှုအောက်ဖြစ်သွားပြီဖြစ်တဲ့အတွက် KNU ဆိုရအနေနဲ့ဒီပေါ်အလေးနဲ့ထားတောင်းယူပေးနိုင်ဖို့မျှော်လင့်နေလို့ချင်ပါတယ်တရုတ်မရငယ်လှုပ်တဲ့အမျိုးသမီးတွေအများများလာတာကြောင့်တကယ်ကိုဂုဏ်တိတ်ခါရှိရှိအိမ်တွေရှိရှိနဲ့လှုပ်လှုပ်ပြီးမိဘကိုထောက်ပံ့ခြင်းနဲ့မိန်းကလေးတွေအတွက်အလုပ်ရှာတာအရင်ခက်လာတယ်မြေရှားလုပ်ကွက်တွေတိုင်းမှာတရုတ်မရငယ်လှုပ်တဲ့အမျိုးသမီးတွေပဲအလုပ်ကောင်းကောင်းရတယ် ပြီးခဲ့တဲ့စက်တင်ဘာလမှာလဲပန်ဝါမှာအယောလာလုပ်တဲ့လီဆူအမျိုးသမီးတူကိုဝင်ရသွားလို့တရုတ်တွေကပြန်တွားခိုင်းလိုက်တယ်လို့သိရပါတယ်။အဲ့ဒီကိုဝင်ကတ်သွားတဲ့အမျိုးသမီးကိုတရုတ်ဘက်ကတာဝန်ယူမှုမရှိဘဲအဲ့ဒီအမျိုးသမီးဟာကလေးမွေးဖွားနိုင်ဖို့အခက်အခဲနဲ့ရင်ဆိုင်ခဲ့ရတာကိုတွေ့ရတယ်လို့သူနဲ့နီးစပ်သူတွေကပြောဆိုပါတယ်။ ကချင်ကမြေရှားတူဖို့ရေလုံငါအားလုံးကိုထိန်းချုပ်ထားတဲ့ကချင်လွတ်လပ်ရေးဆိုရခဲ့ဝအနေနဲ့တော့မြေရှားတတုတူဖို့မှုကြောင့်တဘာဝဝင်ကျင်ပုံမှုထိခိုက်ပျက်စီးလာမှုမဖြစ်အောင်ထိန်းသိမ်းလှုပ်ဆောင်ဖို့ကုမ္ပဏီတွေကိုပြောဆိုထားတာမျိုးရှိပေမဲ့အခုလိုအမျိုးသမီးလုပ်သားတွေအပေါ်ဖြစ်ပေါ်နေတဲ့အလုပ်ခွင့်အခြေအနေတွေကိုထိန်းညှိဖို့နဲ့ကုမ္ပဏီတွေကိုထိန်းကျပ်နိုင်မဲ့စီမင်းစည်းကမ်းတွေရှိမရှိကို KNG ကမေးမြန်းရမှာတော့ Traction kilo ngaya mo chano nimung yong pe binga ne to chaklan na nga ke wo khunna go de kilo nam to kham cho da nam mong nga stu de nam mong nga ala new shi ni de ko mo ka na de new shi kom pi khunna mong pha chi cho la nimung nga ala da je chep cho la nimung nga ala ni sum na kilo re yang go chaklan na chi lo re nga mo chaklan na ande mo ka de na new shi ne mo chaklan na re nga da wo ane na ni ding mong le policy tra ni nga ala and yung ay go inang nan sudi la be ni yo ဒါတွေဟာနှစ်ဖက်တဘောတူပြီးလှုပ်ဆောင်နေကြတဲ့ဈေးကွက်စီးပွားရေးတစ်ခုတာဖြစ်တာကြောင့်တာမြစ်တာမျိုးစီမင်းစည်းကမ်း policy ထားရှိတာမျိုးတော့မရှိဘူးလို့ခေဝေါ်ကပြောဆိုတာဖြစ်ပါတယ်အခုလိုနှုတ်ဦးတဘောတူပြီးအတူနေပြီးမှတရုတ်ကုမ္ပဏီဘက်ကအခကျင်းငွေကောင်းကောင်းမပေးတာကြောင့်ဖြစ်လာတဲ့ပြဿနာတွေကိုခေဝေါ်ဆိုရအနေနဲ့ဖြေရှင်းပေးခဲ့ဖူးတာတော့ရှိတယ်လို့ဗိုလ်မှူးကြီးနော်ဘူကပြောဆိုပါတယ် 这个路况个米库那个路的我也别安这个没卡不啦我个，那农山呀，过现在不多不，这大那他们那么是不，看他是个破啥嘞，不理啥嘞，那你干这么多单啦？你干这么些不太高啥嘞也，一点没变嘞，那个得来的农嘛那个这天来了也，一点没变么啥嘞，现在快难我个火炕那个了也，现在。 ปุ่งดีอควนลันจากุมพอควนลันเอ็นได้ไม่ลุงโจนะฉันเองก็รอไอ้งวยก็อินได้นั่นได้ฉันเองได้ตัดไหลอะไรเอ๋ตัดไหลไม่มีมาเลย တစ်ဖက်မှာလည်းဒီလိုကိစ္စတွေဟာပလိပခနဲ့ဆက်နွယ်တဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလည်းမြောက်တယ်လို့လိမ်ဖြောဖြည့်ရဲလှုပ်ဆောင်တာအမျိုးသမီးတွေပေါ်လိမ်ပိုင်းဆိုင်ရာခွင့်ရဲယူတာအမျက်ထုတ်တာအလွဲတုံးစားလုပ်တာ sexual abuse စတဲ့ပြစ်မှုကျူးလွန်တာနဲ့အတူတူပဲဖြစ်လို့တာဝန်ရှိသူတွေကအလင်းနဲ့ထားတားမြစ်ကာကွယ်တင်တယ်လို့အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေကထောက်ပြကြပါတယ်။အဲ့ဒါအပြင်ဒီလိုလုပ်ငန်းမျိုးတွေကိုနောက်ကွယ်မှာပဲမျက်ကွယ်ပြုထားတာဟာအနာဂတ်မျိုးဆက်တစ်တွေအတွက်စိုးကျိုးတက်ရောက်မှုတွေများစွာဖြစ်ပွားလာနိုင်တယ်လို့ပြောဆိုပါတယ်။ จังหวัดใดส่วนใหญ่ก็ยินชาวอันเทมุงดันเดียวอันเทลำสกุลไทยอยากขับไปมุงดันทั้งว่าใช่เลยนะนั่นแหละยี่ใกล้ตัวพี่ชินะแค่เด้งมาบอกเลยยี่ไอ้เด็กบอกมายินชาวเลยได้ที่มุงกับครัวมีได้ที่มุงได้ก็มีน้ำสมัยเทียมเนี่ยคงกับมีคุ้มน่าก็รู้เองงวย
ဖေချာအဲ့ကိုရှိမရှိလိုက်ကောင်းနာငါကြံကိုဖမ်းငယ်အဲ့ဒီမြင်းရှိနေရဲ့အပေါ်နာဆောင်ခင်းနေကိုနာခေါ်လေရဲ့အဲ့ဒီနာအင်္ဂဂျာမကားတယ်လေရဲ့အင်္ဂဂျာမကားတဲ့ကောင်းနာရှင်ကြောင့်ခတ်ဝါနာရှေကောင်းနာအဲ့ဒီနာနဲ့မိစားခဲ့ချက်နိုင်လားပြင်တိုင်ဝါရင်ကြောကိုအဲ့ဒီတဲ့ကိုကွန်ခန်းငါအဲ့အစိုးရဒီခုနာကို awareness นี่ก็รอได้ก็อีกคนอะไรเบนาเชเดก็ลิดาตัวนี่เพ่มูเดจอนก็รอนำตัวเดจอนน่ะขอข้างล้านะนุ่มนี่เพ่ได้ลักษณะไม่ลุงโจนะก็เลยชาคนนี่ชาบุงลีงังบุงลีละละมันน่ะเนี่ยชัดตัวฮะบ่อีงายังก็ได้บุงลีอันซาก็สมดีนะเชได้ชาคนยังก็กระจายงอพามงเนี่ยมันจะมีได้กุมฟอลูนามาดูชาเชฉันที่เพ่เราคุมใส่กนนยาจนเลยก็รอละเอียดเต็มจนเลยก็ตระอันช่างเลยมันกำบุงลีเรียงวยเพ่จ่าแขกล้านำตัวรายงละเอียดได้เพ่ก็อันที่จ่าเลยนะอีนได้ช่างไงโซยานี่คนเอามาเกาะมาการายไปนะเนี่ยมิชิงอ่ะเดี๋ยวมุชวานิยงได้เพ่อันที่ก็ตั้งกินตุนนั่นละเอียดจอมมิงขับนั่นได้จนเลยนะอันที่กินเราตั้งเลยมานำมาดูอีอันที่ก็เซนจอมสปอร์ตนั่นเองမြေရှာတူပေါ်ရေးလုပ်ငန်းတွေဟာအစိုးရအတွက်စီးပွားရေးအကျိုးအမြတ်တွေယူဆောင်လာနိုင်ပေမဲ့လုပ်သားတွေရဲ့လုံခြုံရေးနဲ့အခွင့်အရေးတွေကိုကာကွယ်ခြင်းမရှိပါကလူမှုရေးပြဿနာတွေပုံမဆိုးရွားလာစေတာကြောင့်တဘာဝဝန်းကျင်ရဲ့တက်ကြွလှူရှားသူတွေကလည်းသတိပေးပြောဆိုနေကြတာဖြစ်ပါတယ်။တစ်ဖက်မှာမြေရှာလုပ်ကွက်တွေများပြားလာခြင်းကြောင့်ဒေသခံလူထုတွေအတွက်အလို့အကိုင်အခွင့်အလမ်းတွေပုံမရရှိစေနေတာတော့ဖြစ်ပေမဲ့အခုလိုအလို့ခံထားမှုမမျှတတာတွေဆက်ရှိနေမယ်ဆိုရင်အမျိုးသမီးလုပ်သားတွေရဲ့ဂုဏ်တိတ်ခါနဲ့အခွင့်အရေးတွေပုံမဆုံးရှုံးထိခိုက်လာနိုင်မှာလည်းဖြစ်ပါတယ်။